Hello everyone, now one blog ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့မနန်းကကျိုင်းတုံမီရှိခေါ်ခောက်စင်ချင်းတုံလုပ်နည်းကိုလာပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ရှင်သူ့ထဲမှာအဓိကပါဝင်တာကတော့ပဲပုတ်ပဲဖြစ်ပါတယ်အရင်ဦးဆုံးပဲပုတ်ကလေးတွေကိုကြော်ထားပေးပါမယ်ရှင်ဒီထဲမှာပဲပုတ်ကို9ချက်သုံးထားပါတယ်ရှင်ပြီးရင်တော့မြေပဲလော်နဲ့ပဲပုတ်ကိုတစ်ခါတည်းကြိတ်ထားပေးလိုက်ပါမယ်အခုစက်သားအနစ်ကိုစပြီးတော့မှချက်ပါမယ်ရှင်အရင်ဦးဆုံးကြက်သွန်ဖြူကိုစီတက်ပါမယ်ကြက်သွန်ဖြူဝါလာပြီးဆိုလို့ရှိရင်ကြိတ်ထားတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့မှကြော်ပါမယ်ရှင်ရေခမ်းပြီးစီပြန်လာပြီးဆိုလို့ရှိရင်တော့ကြက်ရိုးလေးတွေလည်းထည့်လိုက်ပါမယ်ရှင်ထည့်လိုက်တဲ့ကြက်ရိုးတွေကနေပြီးတော့မှရေခမ်းပြီးစီပြန်လာပြီးဆိုလို့ရှိရင်နှုတ်ဆင်းထားတဲ့ကြက်သွန်လေးတွေကိုထည့်ပါမယ်ရှင်ထည့်လိုက်တဲ့ကြက်သွန်လေးတွေနှွှမ်းနှွားပြီးဆိုလို့ရှိရင်တော့စားအရသာမုံထည့်ပြီးတော့မှတခြားလေးမွေပေးပါမယ်ရှင်မွေလို့အရသာနှံ့သွားပြီဆိုလို့ရှိရင်ကြိတ်ထားတဲ့ခန်းချင်တီးရဲ့ငရုတ်အစိမ်းမုံရဲ့ကိုထည့်ပေးပါမယ်ရှင်ငရုတ်အစိမ်းမုံကလေကိုအယောင်ကြိုက်တလောက်ထည့်ပေးလို့ရပါတယ်ရှင်ဒီလိုကြက်သားအနည်းချက်တဲ့ခါကြလို့ရှိရင်တချို့တွေကကြက်သွေးတို့ပဲသွေးတို့ထည့်လေးရှိကြပါတယ်မနန်းကကြက်သွေးပဲသွေးတွေမစားတဲ့အတွက်ကြောင့်မလို့မထည့်သုံးတော့ပါဘူးရှင်ပုံထဲအတိုင်းရေခမ်းပြီးစီပြန်လာပြီဆိုလို့ရှိရင်တော့ခုနကကြိတ်ထားတဲ့မြေပဲနဲ့ပဲပုတ်ကိုထည့်ပါမယ်ရှင်ပြီးရင်မနန်းကအချိုရတာလေးအနှဲငယ်လိုချင်တဲ့အတွက်ကြောင့်တကြားလေးနည်းနည်းလေးထည့်လိုက်ပါတယ်ရှင်ခုဆိုရင်ကျိုင်းနှုံမီရှိအတွက်အဓိကဖြစ်တဲ့အနစ်ကလေးကချက်လို့ပြီးသွားပါပြီရှင်အနစ်ကချက်လို့ပြီးပြီဆိုရင်တော့ခောက်ဆွဲအတွက်ဟင်းရီကိုပြင်ပါမယ်ရှင်ယူနစ်ပပတ်စုထဲမှာခုနကချက်ထားတဲ့အနစ်ကလေးတွေကိုကိုကြိုက်နေတဲ့တလောက်ခပ်ပစ်ပစ်ကလေးကြိုက်တယ်ဆိုလို့ရှိရင်လည်း3-4စွန်းလောက်ထည့်ပြီးတော့မှဟင်းရီကိုတည်ပါမယ်ရှင်ပြီးရင်တော့စားအရာတာမုံငံပြရည်နဲ့မနန်းကတော့ထိုင်းထက်ညက်လေးကိုထည့်ပြီးတော့မှတုံထားပါတယ်ရှင်အနစ်ကြတဲ့အထိမိနစ်20လောက်ပပတ်စုအောင်တည်ပေးရပါမယ်ရှင်အနစ်တွေကြပြီးတော့မှပပတ်ဆူလာပြီးဆိုလို့ရှိရင်ခောက်ဆဲအတွက်ပြင်လို့ရပါပြီရှင်မီးရှိလို့တာပြောတာပါရန်ကုန်မှာဆိုလို့ရှိရင်တော့နန်းကြီးဘက်ကိုပဲအသုံးပြုတာဖြစ်ပါတယ်ရှင်ချို့ကြတော့မီးရှိနဲ့ပဲစားတယ်လို့ညက်နဲ့ပဲတက်တက်လေးစားလေးရှိကြပါတယ်မနန်းကတော့ညက်ဖက်ကောမီးရှိဖက်ကောနှမျိုးလုံးရောပြီးတော့မှစားပါတယ်ရှင်မီးရှိဖက်ရဲ့ပဲပင်ပေါက်ရဲ့လက်ပံပွင့်ရဲ့ကိုရေနဲ့တရေဖြောချပေးပါမယ်ရှင်နည်းနည်းလေးပျော့သွားပြီဆိုလို့ရှိရင်တော့ဆယ်ရီလို့ရပါပြီရှင်ပြီးရင်တော့ခုနကတည်ထားတဲ့ဟင်းလေးတွေကိုထည့်ပေးပါမယ်ရှင်ကော်ဖီရဲ့ကြက်သွန်မဲ့ရဲ့နနန်ပင်ငြုတ်တီးမုံနဲ့တံမြာတီးတို့ထည့်ပြီးတော့မှသုံးဆောင်လို့ရပါပြီရှင်နောက် vlog မှာထပ်ပြီးတွေ့ကြပါမယ် bye bye